တော့မကြောက်တော့တော့2မိနစ်အမှကတော့တော်တော်လေးပေါ့နော်9秒မှလာပို့တာဖြစ်ပါတယ်ညပိုင်းတော့စီးမှာဖြစ်ပါတယ်ပေါ့နော်။အေးဒါကတော့ safety event တုံးပါ။ဒါမျိုးစီးအောင်ပေါ့နော်လူတွေအများကြီးပါပဲ။ညပိုင်းမှာလာစီးရတွေများပါတယ်။ Ready, steady, go! ဒီကားနဲ့ကြိုတာပါတော့ကျွန်တော်အပေါ်ပြန်တက်မယ်နောက်တဲ့ track 1ကိုကျွန်တော်ပြန်သွားမှာဖြစ်ပါတယ်သူတို့ကားတွေမှာကျွန်တော်နောက်မှာရှိရအောင်နော်ခဏတော့ကျွန်တော်တယောက်တည်းစီးနေလို့ဖြစ်နေတာနောက်ကနေတော့သူဆက်ပြီးတော့လိုက်လာကြတယ်ဘာမှတော့မကြောက်တော့တော်တော်2မိနစ်လောက်5မိနစ်လောက်ရှိတယ်ဟုတ်တယ်3မိနစ်နဲ့5မိနစ်လောက်ညပိုင်းကိုဖွင့်တာတော့မကြားသေးဘူးတော့ကျွန်တော်ဒီနေ့ဒါဒီတော့ try လုပ်တော့နော်ခဏလေးကျွန်တော်နာမည် track 1ပါtrack 1ရတဲ့တူ650ကျွန်တော်ခဏစီးတာ1200နော်1200မီတာဖြစ်သူကားတွေအဲ့လိုပြန်ပြောမှဆွဲတင်လာပေါ့နော်လူတွေအဲ့ဒီနေ့သွားတယ်ရှင်မလူရောညာရဲစောင့်နေတော့ခုကကျွန်တော် track 1ကိုသွားမှာဖြစ်ပါတယ်ပေါ့နော်အခု track 1ပြန်ပြီးစီးမယ်ပေါ့နော်พี่ผมคันไหนได้เอาเลยพี่เลือกได้เลยสักคันนึงเลยนะครับผมไป track 1นะครับได้ครับพี่เทิร์นไปฝั่งนู้นได้เลยพ้นไหมไม่พ้น ขอโทษครับขอบคุณครับโอเค let's go ครับโอเคแล้วก็ต่อเนาะပြန်မောင်းပြီတယောက်တည်းဆိုတော့ညင်တော့မယ်အများနဲ့စီးတကယ်ချင်းနဲ့လာစီးတော့ပျော်ဖို့တော့ကောင်းကဲအမှတ်ကတော်တော်လေးပေါ့နော်9秒မှလာပို့တာဖြစ်ပါတယ်ကဲကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်